丢啊，阿妹。啊，咪咪牙大呀，咪咪大姐哟。ဟလာသမီးကလေသမီး 咪咪哟，哎呦，咪咪哟大黑呢，咪咪呀，有的大我这白呢喏，哎呦买多一把车啊，咪咪耶，乌罗的头的，哎呦妈的，咪咪牙大不用说的，乌那的头耶，咪咪呀安爱大了，咪咪呀叫了，你的呀对么当乌罗的头把嘎了，呀咪哎啦了，哎啦咪咪呀，呀么当奶木了，咪咪哎妈喂，你么当了个包了，咪咪这大的了，咪咪这哎叫奶毛了，咪咪哥哥啊，哎妈喂，哎那么长中的那边对你的没了表，俺那乌怎么？咪呀，我的咪咪呀牙大没了表，咪咪呀你么当木了，这大的么当么叫奶了，咪咪呀么当了，呀么当了咪呀我的牙大，呀么当了现在咪咪有的哎天来头嘛，咪咪哎天来头嘛，那咪咪呀了么当奶，老妈我么当奶了。ဆက်ပြောရင်ငါမိမ 哎呦，ဒီမပြောတယ်လို့ပဲတော့ညှိကြည့်ပြောတာငါတို့ကဘာမှမပြောရသေးဘူးကိုယ့်ကိုပြောကိုယ့်ကိုထောက်ခံညီရလို့ဖြစ်နေတယ် 咪咪呀么当奶呢，讲叫家呢哦。 ကျိုးကြတယ်ကိုရှိကိုရှိပဲညီရ 阿秀咪咪大了没？喏，咪咪大没呢？ ကားလို့ 阿秀先，咪咪大了先，咪咪有牙头地被骂呀。 အေး 哎呦，真的哟，咪咪呀，来嘛，我来了。 အေးအေး 咪咪谁就来呢？八千两九千就有嘛，九千都有呢，咪咪，我有家有呢，咪咪谁就来，咪咪还他们你手比后边的，我说别骂他。 လှုပ်စားဟဲ့မင်းကကလေးစိတ်တော်ဆိုငါကြည့်မယ် 谁走了？ မတူတော့သမီးရလေသမီးရဦးတို့ကအဲ့လိုလေးမမြင်ဘူးလို့ပါသမီးရဲ့ 阿秀咪咪大门，咪咪大呀头地被骂呀，叫。 ဒီပေးမှာ阿秀先，我家咪咪大了些，咪咪没养呢喏。我对嘛，没大的无所谓养呢喏。阿秀先，我家咪咪大了些，咪咪哟，这头地被骂呀。 ဒီပေးမယ် 阿秀先，我家咪咪哟，没养呢喏。阿秀，咪咪阿秀嘛呗。 အနခဏအဲ့ရှူနေ 对，咪咪大了没？参加不住了。 မတန်းနိုင်သားတဲ့ 参加那么久了，没当面丢。 ဇော်မင်းနဲ့သူ့အမေကမတန်းနိုင်နဲ့ဘလူးမတဲ့သူသားတဲ့ 乌叫咩呀？阿秀，咪咪，乌那哪多交钱了嘞？乌哪少？ ပြောရည်သွားနှာခေါင်းနားမကန်နဲ့နှာခေါင်းနဲ့ထိုးမိဦးမယ်လေ သမီးလေးဟွာတကူဦးတောင်းမှန်တာပါ 好， သမီးစိတ်တို့ပြီးလွန့်ပြမယ်ကြံရင်ဦးတို့နှစ်ယောက်ကိုတတိယနော်ဦးတို့ရောက်တဲ့နေရာကနေ 哪多交钱了嘞？乌哪少？ ပြောရည်သွားနှာခေါင်းနားမကန်နဲ့နှာခေါင်းနဲ့ထိုးမိဦးမယ်လေ သမီးလေးဟွာတကူဦးတောင်းမှန်တာပါ 好， သမီးစိတ်တို့ပြီးလွန့်ပြမယ်ကြံရင်ဦးတို့နှစ်ယောက်ကိုတတိယနော်ဦးတို့ရောက်တဲ့နေရာကနေပြန်လာမှသိတာသမီးလေးစိတ်တို့တာကြည့်ဖို့ 呀，咪咪谁丢的阿少啦？咪咪谁没丢了？爸，咪咪，乌参加的哪多钱了吧？爸哪少吧？ ပြောရည်သွား ဒီ婆婆来哪少？婆舅哪少？柴米呢？嘟嘟。 ညာလေး ငယ်ညာလေးမဟုတ်ဘူးဒါနေခင်းမတန်းနိုင်တာဘာညာလေးလို့ထောင်ထဲရောက်မှပြောညာလေးလို့ 嘟嘟。 ဗျာဗျ 咪咪大姐要。 မိမိကကကျင်တာကိုကဘာလုပ်ပြရမ 嘟嘟咪咪餐地不要吗？ မိမိကိုတီးပေးရမှာ ဆိုင်တီးရမှာမိမိတို့တီးရင်ထောင်ထဲသွားဆိုင်တီးမှာ စိုင်းတီးပေးမှာလေ 嘟嘟咪咪有餐地不呢？ တီးပေးမယ် 咪咪有餐没当的要没地不呢？餐用当地呗。 ဒီမဲ့တောင်းကောင်းတီးမှာပါအဲ့ပါကောင်းတီးမှာ 餐用当没地路了，咪咪还餐有当那个要比好，你才有钱嘛家。 ဒီသွားချီးဖို့မှကြသွားရေးတာပဲ မလုံးနဲ့ကောင်းတီးပေးမှာနော် 当地呗呢？ ကောင်းတီးပေးမှာ 阿秀，咪咪大没呢？嘟嘟，我嘞，没大的，咪咪嘟嘟要没钱哦。 မိမိဘာမေးချင်တာ 咪咪嘞，没地路吧？咪咪地路没亲家呢。 ချင်းကြားဆိုတာနွားကျွေးတဲ့ဟာစဉ်းစားတာ မိမိဘာစဉ်းစားတာတော့ 咪亲家呢？好耶，我差点我地啦。 ငါးနဲ့ကျွေးတာတိတာပေါ့ဟဲ့မှာတော့ငါးနဲ့စားတာ 爱我嘞，咪咪嘞，听见嘛呢？咪咪没推得不去呢。 ငါ့ကိုအထီးနဲ့အမမခွဲတတ် 听 ဘူး 见嘛？咪咪没
ကဲလွယ်လေးပါကိုခွဲပြမယ် ဟုတ် ဟိုဈေးသွားရင်9ကောင်ဝယ်ခဲ့လွယ်လေးပါကိုခွဲပြမယ် ဟုတ် ဟိုဈေးသွားရင်9ကောင်ဝယ်ခဲ့ ဝဲတယ် နော်9ကောင်ဝယ်ခဲ့အိမ်ရောက်ရင်ဘိုက်ခွဲကြည့်လိုက် ဘိုက်ထွဲကြည့်လိုက်တော့ ဥပါရင်အမဥမပါရင်အထီး ဥပိုင်အမဥမပိုင်အထီးဆိုအေးမိမိရဲ့အဲ့ဟာပဲချင်းချောင်းရယူ အေးလေ ဥပိုင်အမဥမပိုင်အထီးဆိုတော်တော်ကြတော့အထီးချစ်ပြီးတော့ဘာလို့ဥပါနေရ အေးဟုတ်ဘူးလေအဲ့လိုမဟုတ်ဘူးလေ တော်တော်ကဘာမှမသိပဲလေရှောက်ကြောက်ကြောညာနေရဘာမှ ငါရှင်မလုံးပါဘူး မင်းဟာဘာမှမသိဘူး ဒီလိုထိုင်မှ မျက် ခို ရှိ င်း မ ပါ ပါတဲ့ဦးရတဲ့အောက်ကြီးကပေါ်ရုပ်ပါဟုတ်မှာ တီးတဲ့လေတွန်းအောင်လို့လက်ထား ဦး အမေကပြောတယ် တော့ ဒီစီ တော်တော် ဒီစီဆိုတာပြရအောင်ဆိုလို့ အဲ့ဆိုကြာရောက်တော့ဦးပစ္စည်းရောင်းကောင်းတာကြောက်ကော တလုံးကပိန်းနေလို့ရောင်းမထွက်ပါဘူး အေးပစ္စည်းက quality ညံ့နေအောင် ဟိုကတည်းကကောင်းရင်ဝယ်တယ်ဘုလက်ဆောင်ပတ်တော့မဝယ်ဘူးဟေး ဟိုကလေနောက်ကတော်တော်ကလေဘာမှလည်းပြောတတ်ဘူးမိမိကလေတိကျင်တာမေးရဟာဖြေတတ်တယ်ဆိုဘာမှလည်းဖြေတတ်မိမိကငါ့ကိုအထီးနဲ့မနဲ့မိမိထွဲကျင်တာအဲ့ဒါဘယ်လိုထွဲရမှာ ဇော်မ လဲ င်းသွားပြီဇော်မင်းတစ်ဖွဲလုံးအဲ့ကောင်သာမတက်ဆုံးပဲ ဘာမှလည်းမကြောတတ်ဘူး ဇော်မင်းဆိုင်ဖွယ်တစ်ဖွဲလုံးပေါင်းလို့ကို9တန်းမပြည့်ဘူးငါတို့မေ အေးအဲ့ကြောင့်ဟိုငါရှားတယ်ငါတိလားလားအငါ့ကိုထီးနဲ့မနဲ့အဲ့မိမိကထွဲကျင်တာမတိကို ငါးဝယ်ခဲ့အိမ်ရသမီးငါးဝယ်လိုက် ဝယ်ရပြီ ပြီးအဲ့ဒီငါးကိုဖိုက်ခွဲလိုက် ထွဲရပြီ ခွဲပြီးဘိုက်ကိုဖျဲကြည့်အဲ့ဒါမှဥပိုင်အမဥမပိုင်အချီအဲ့ဒါပဲဘာမလို့ အေးအဲ့ကြောင့်မိမိရဲ့အဲ့ကြောင့်မိမိချင်းချာ ခဏချင်းချာ မိမိချင်းချာညာလေအဲ့ကြောင့်မို့ထွဲလိုက်လို့ဥပိုင်အမဥမပိုင်အထီးဆိုကဲအဲ့ကြောင့် ဝယ်ခဲ့အိမ်ရသမီးငါးဝယ်လိုက် ဝယ်ရပြီ ပြီးအဲ့ဒီငါးကိုဘိုက်ခွဲလိုက် ထွဲရပြီ ခွဲပြီးဘိုက်ကိုဖျဲကြည့်အဲ့ဒါမှဥပိုင်အမဥမပိုင်အချီအဲ့ဒါပဲဘာမလို့ အေးအဲ့ကြောင့်မိမိရဲ့အဲ့ကြောင့်မိမိချင်းချာ ခဏချင်းချာ မိမိချင်းချာညာလေအဲ့ကြောင့်မို့ထွဲလိုက်လို့ဥပိုင်အမဥမပိုင်အထီးဆိုကဲအဲ့ကြောင့်မိမိကြတော့အမအိဖြစ်ပြီးဘာလို့ဥမပိုင်တဲ့ကြောင့်မိမိရဲ့အဲ့ကြောင့်ဥရိုးနေတာဥပဲ အမေလက်ကားရလိုက်မယ်အမလေး35သိန်းတော့မရောင်းဘူးအမေလက်ကားလာတောင်းတယ်အမလေးဒီအရွယ်ဒီရောက်ဘလို့ပြုစုခဲ့ရတယ်နေမသိဘူးမလားအေးသူကဖြစ်သူကဖြစ်တရက်မှရေလာမလောင်မနဲ့အမေဒါလူချင်းတယ်ဒီအရွယ်ဒီရောက်ဆောင်းကြောက်ခဲ့ရတယ်ဘလို့ကိုနေမှလို့ ကဲမိမိ ကျဲ လေးမသာနေပါမိမိရဲ့နော် လေးမမနေသူ့ကသမီးကဘောမမ သမီးလေး ဟာ လိမ့်လိမ့်မမနေနော်လိမ့်မာရင်သမီးအတွက်နှစ်ဦးရမယ်မလိမ့်မာရင်သမီးဥတွေအများကြီးရမှာအဲ့ဥတွေကိုသမီးဒီလိုဆော့လို့ရတယ် အေးအဲ့ဆိုမိမိဒီနေ့ရှာပြီးမလိမ္မာအောင်နေတော့မယ် ဟုတ်ပြီဥတွေအများကြီးနဲ့ဖန်ကိုရုံးထုမယ် ဘုန်းကြီးကျောင်းသားတွေလည်းသမင်းသုံးဆောင်ကြွပါတဲ့ မိမိအဲ့တချင်းရောက်ပါဦးချိုမ မရဘူးတဲ့ဖေဟာဟာမဟုတ်ဘူးသမင်းသားခေါ်တာသူတို့လည်းဥတွေသူ့နဲ့သူလေသမင်းသားဥမှာ အဲ့ဆိုမိမိတားရမယ်တူတူဆိုင်ကြီးအဲ့ထောက်ဒီမရှိထိုင်မရရင်ကြီးမရရောထဲကြီးထင်းထင်းကြိုးရဲ့နေချီတက်တော့ရရနာချူနီမရှိကလည်းရှက်ဝါသနာရင်ကန်တော့ကလည်းကကျင်တော့လေအဲ့ဒီကာလာသားတွေကိုရှက်တယ်ရှက်ကိုရှက်ကန်လေးဒုတိယရွယ်အပြိုပြန်လေးသွားကြည့်အောင်ရှင်မရှိထိုင်မလာနဲ့မိုင်းလာလို့ဆွေးကြည့်ခင်ငယ်ပြမလေးနဲ့စီတော့လလန်းခါယူမရှိထိုင်မလာနဲ့စီမိုင်းလာလို့ဆွေးကြည့်ခင်ငယ်ပြမလေးနဲ့စီတော့လလန်းခါယူပွေရချီဖွပွေကိုဝေးစီပွေရချီဖွပွေကိုဝေးစီတန်လင်းရတာစပွေးမရှိရတဲ့ရှင်တဲ့စီအင်းမြတဲ့ကျူချီရှင်တဲ့စီ
ဒါလေးကအမေရိကန်ရွှေလင်းကြီးရဲ့ဒုတိယရဲ့အပြူပြန်းလေးပေါ့တဲကလည်းများကာလာသားတွေကဆက်ကလည်းဆက်သေးပေါ့ဗျာချောလဲအောင်မယ်ဒါလေးကအပြူရွယ်လေးမျက်လုံးမိတ်ပြတာဖူးကြီးကိုသဘောကျတော့နာဖူးကြီးကိုမျက်မှန်နဲ့သူ့မျက်စိမိတ်ပြတာဟိုဖူးကြီးကမျက်မှန်နဲ့ကဲကွာကြီးဒါကအပြူရွယ်နောက်ဆုံးကပါဦးဒီဘာကဘတ်ဒူဒေါဒီနာကကြမ်းလည်းမညီပါဘူးဟဲ့ကျမ်းမညီတာမဟုတ်ဘူးအမေထောက်နေတာကျွန်တော်ကောင်ပေါ်ရအောင်အေးအမေမမြင်ဘူးကွယ်အမေကမြင်တာမမြင်တာဘတ်ဒူဒေါဒီနာကကြမ်းလည်းမညီပါဘူးဟဲ့ကျမ်းမညီတာမဟုတ်ဘူးအမေထောက်နေတာကျွန်တော်ကောင်ပေါ်ရအောင်အေးအမေမမြင်ဘူးကွယ်အမေကမြင်တာမမြင်တာကွက်တီရွယ်မေ sorry ပါတာရဲ့ဟုတ်နည်းနည်းတော့လေဘေးပြက်သွားတာပေါ့ငါတာဗျာဒူလေးတုံးဟဲ့မေတ္တာကဒူလေးနဲ့ဟဲ့အမေကြီးစရာစားတာပါမေသားနာမည်တမ်တီဗလန်ဘေးရဲ့အေးဘတ်ဒူတုံးဟဲ့မေသားရင်းအောင်လေးမေရဲ့ဟမ်ရင်းအောင်လေးလူနာမည်ပြောဟဲ့အမေဆိုတော့လည်းကြားဘူးလားမသိအမေကြီးတရားသားနာမည်ပေါ့စီဟာအစီကြီးတော့ခွေးစီဘာစီရမှာတော့မေလားပေါ့စီပါပြောနေမှာပေါ့စီလားပေါ့နဲ့စီနေကြတယ်ကိုတရက်ကွက်လောက်ဝေးသေးတယ်ဟုတ်ကဲ့ငါတာပေါ့စီလားဟုတ်ပါမေရေမန်ကြီးအေးတော်ကြီးနေပြီနော်ဟုတ်တယ်မေပိုးစိတ်ကြိုက်သွားတာညအကြိုက်ခံဟုတ်ကဲ့မေအေးဟုတ်ကဲ့ပါမေဟယ်လိုတက်စီ1 2ဟယ်လိုဟလိုလိုဟဲ့ဘာဖြစ်နေတာတော့အဲကိုတွေထွက်တာလိုင်ကောင်းနဲ့တူတယ်ဟယ်လိုငါကအသက်80ကျော်နေပြီဟုတ်ပါတယ်မေနင်တို့ကလေးတွေငါလူကြီးကိုပြောင်းလောလောလောလူကြီးကိုပြောင်းလောလောမလုံးနဲ့မေလည်းလူမလုံးကြည့်ဟဲ့ဒီဘက်မိကြီးကိုငါ့ကိုသီလပြအောင်လုပ်နေတာငါချီလာပြီးကုန်းနဲ့မေတရားလဲနာကြည့်တော့ပါတယ်မေယာဘာဖြစ်တာလဲအမေကခုနအဲ့လိုထိုင်လို့အဲ့လိုကုန်းလိုက်တာအဲ့တော့တားစိတ်ကအမေကိုမတိမတာအဲ့လိုပြင်မာမိသွားလို့ဟောအဲ့ဒါတော့ကောင်းပါတယ်ဝန်ခံတာကောင်းတယ်ပြင်မာမိတော့မေခွတ်လို့ပါမေပြင်မာအဲ့လိုကုန်းလိုက်တဲ့ချိန်အမေကကျွန်တော်ကြည့်ပြီးတော့ပြင်မာမိသွားတာလူကြီးလေအမေဇရာထောင်းလို့ခါသုံးနေတာနေကလူကြီးတဲ့ကလေးတွေကျွန်တော်ကသိတယ်လေဒီကောင်ကသိဘူးမေကဘယ်ကောင်းတော့ဟဲ့ဘယ်ကောင်းတော့မသိဘူးဘယ်ကောင်းတော့ဟေးဘယ်ကောင်းတော့ဟဲ့အမေကတာကြောတာလေးတာခွင့်ပြုပါတော့မင်းနော်အေးပါလူကြီးဆိုတော့လေခွင့်လွတ်တယ်ဟာညီမလေးကြောပါတယ်ညီမလေးဘာလို့တော့ဟဲ့စိတ်ထဲကမသိမသာဒီဘက်လဲတယ်အလှမပြင်းမမိဘူးကျွန်တော်စိုးနေတာငါသားရဲ့ကိုဝမ်းချစ်ကြောတယ်ဗျာခင်ဗျာဒီလိုဟောင်းလုံးလေးထိုင်လိုက်တဲ့အချိန်မှာချုပ်ပြင်းမမိတော့ကိုသမင်းကြီးတော့တယ်ကြောကြည့်လို့ပါကိုသမင်းကြီးအေးငါသားတို့ရဲ့အမေကဒီရွာရဲ့အလူကိုလာတာလေ
အမေချောင်းနှချောင်းဖြတ်ပြီးလာခဲ့တာမလား အေးအဲ့ဒါကြောင့်ပြောတာခရီးကအဝေးတော့ ဟုတ်တယ်အမေ အမေလည်းကျမ်းမာရေးကမကောင်းဘူးရောက်အောင်လားဆိုလို့သာလာရ ဟုတ်ပါတ တာ ယ်အမေကျမကြီးမကောင်းကျမကြီးမွေးရတယ်အမေဟောကျမကြီးမကောင်းဘူးလား အေးအဲ့တော့အမေရောက်တော့ရောက်ခိုင်းမှာနဲနဲပါပါတော့ကကျင်သေးတာပါရမီဖြည့်ကျင်တာပေါ့ အမေရဲ့ဒီအသက်ရွယ်ကြီးနဲ့ကမနေနဲ့ကိုကကျမကြီးလည်းကောင်းတာမဟုတ်ဖះလေးပါလေသွားဖူး